မြစ်ထဲမှာရွှေကျင်နေတဲ့အဖိုးအိုဟာတနေ့တော့ရွှေတုံးအသေးတုံးကောက်ရခဲ့ပါတယ်အနားမှာထိုင်ကြည့်နေတဲ့ခွေးကြီးဘက်ကတော့သူ့တခင်ကကြောက်တုံးတွေကိုသဘောကျနေတဲ့အချိန်နဲ့မြစ်ထဲကိုဖင်ပူးတောင်းထောင်ပြီးလိုက်ရှာပါတော့တယ်ဒါကိုမြင်တော့အဖိုးအိုကပြုံးပြီးကောင်းခါပြတယ်ဒါကတာမန်ကြောက်တုံးမဟုတ်ဘူးကွာရွှေတဲ့အဲ့ဒီတော့မှဘက်ထလဲလက်ရှိကြိုက်ထားတဲ့ကြောက်တုံးကိုပစ်ချပြီးလက်တီးပုံးလောက်ရှိတဲ့ရွှေတုံးကြီးတုံးကိုအားရပါရကပ်ယူလာပေးပါတယ်ဒါပေမဲ့အဖိုးအိုကတော့ရွှေတုံးကြီးကိုဂရုမစိုက်ပဲလက်ထဲကရွှေတုံးတေးသေးလေးကိုပဲစိုက်ကြည့်နေပြန်တဲ့ဘက်တယောက်သူ့တခင်ကအသေးလေးတွေပဲကြိုက်တဲ့အထင်နဲ့ရွှေတုံးကြီးကိုလွှင့်ပစ်ပြီးသွားတစ်ချောင်းစာလောက်ပဲရှိတဲ့ရွှေတုံးတေးသေးလေးကိုထက်ရှာပေးပြန်ပါတယ်တခင်ဖြစ်သူရဲ့ချီးမွမ်းစကားကြောင့်ဘက်တယောက်ပြောပြီးအမီးတရရန်ဖြစ်နေတော့အဝေးမှာဖြတ်ပြေးသွားတဲ့အဖြူရောင်ရေးတစ်ခုကိုလှမ်းမြင်လိုက်ရပါတယ်တခင်ဖြစ်သူစီကခွင့်ပြုချက်ရတာနဲ့ဘက်ကလည်းစူးစမ်းကျင်စိမ့်နဲ့တောနဲ့ထဲထိဇွဲကောင်းကောင်းနဲ့လိုက်သွားခဲ့ပါတယ်ရုတ်တရက်ဆိုသူသူ့ရှိမှာနှင်းဖွေးဖြူဝင်ပလွေတကောင်ပေါ်လာပြီးသူ့ကိုအကဲခတ်တဲ့အကြည့်နဲ့ကြည့်နေတာကြောင့်ဘက်တယောက်လန့်ပြီးတတွေးတောင်မျိုးချမိသွားတဲ့သူကရမ်းမမှုပါဘူးဆိုတဲ့သဘောနဲ့ခြေပွားလေးလှမ်းပေးလိုက်ပေမဲ့အဲ့ဒီအပြုတ်မှုကြောင့်ပဲဝင်ပလွေဖြူလေးလှမ်းပြီးထွက်ပြေးသွားပါတော့တယ်ဝင်ပလွေဖြူလေးလက်တောင်မကြည့်ပဲပြေးသွားတာကြောင့်ဘက်တယောက်စိတ်ပြက်လက်ပြက်နဲ့ခေါင်းကုန်းချလိုက်မိပေမဲ့မြေပြင်ပေါ်ကခြေရာတွေကိုကြည့်ရင်ဒါဟာမိမိတို့လိုခွေးမျိုးနွယ်ဝင်ပလွေမျိုးစိတ်ပဲဆိုတာကိုရုတ်တရက်သဘောပေါက်သွားပါတယ်နောက်ရက်မှာတော့ဘက်ကဝင်ပလွေဖြူနောက်ကိုတိတ်တဆိတ်လိုက်ခဲ့ပါတယ်ဒါပေမဲ့ဝင်ပလွေဖြူရဲ့မျက်ဝန်းတွေမှာတော့အထင်သေးတဲ့အရေးရောင်တွေနဲ့ပြည့်နေပြီးသူတို့အုပ်စုတော့ဝက်အမဲလိုက်နေတာမို့ဝေးဝေးနေဖို့မျက်လုံးနဲ့သတိပေးနေတယ်လို့ပါပဲဒါပေမဲ့အုပ်စုကောင်းဆောင်ဝင်ပလွေကတော့ဝက်ကိုအပြတ်တိုက်ဖို့လုပ်တဲ့အချိန်မှာပဲခြေချော်ပြီးရေစီးတန်တဲ့မြစ်ထဲကိုပြုတ်ကျသွားပါတော့တယ်ကံကောင်းလို့မြစ်ထဲကတစ်တေပင်ကြီးတစ်ပင်မှာသွားတင်နေပေမဲ့အဲ့ဒီတစ်ပင်အောက်ခြေမှာတော့မဆောက်လာတဲ့ကောက်ကမ်းပါးပြစ်ကြီးရှိနေတာပါအချိန်တွေကမျက်စိတမိတ်တွင်အသက်အန္တရာယ်ဆိုရင်ရတဲ့အထိဖြစ်သွားပြီးတအုပ်စုလုံးတန်းဆက်မှာဘာလို့ရမှန်းမသိဖြစ်နေကြပါတယ်အဲ့ဒီအချိန်မှာပဲဘက်ကတွတ်ဆုပ်မနေပဲရှေ့ကိုပြေးထွက်သွားပြီးသူ့ရဲ့အကောင်းလာတဲ့တန်မားတဲ့ခန္ဓာကိုယ်ကိုတုံးပြီးတစ်ပင်ကြီးတစ်ပင်လုံးကိုအမြစ်ကနေမှပြီးတော့ကန်းဆက်ပေါ်ကိုဆွဲတင်လိုက်ပါတော့တယ်ဒီလိုနဲ့ဝင်ပလွေကောင်းဆောင်ကြီးအသက်ဘေးကလွတ်သွားခဲ့ရပါတယ်ဘက်ရဲ့ဒီတက်တိကြောင့်ဝင်ပလွေဖြူရဲ့အတိမတ်ပြုမှုကိုရယုံတင်မကပဲတအုပ်စုလုံးကပါသူ့ကိုလက်ခံသွားကြပါတယ်ထိုနေ့ကစပြီးဘက်ခါဝင်ပလွေအုပ်စုတဲ့ရောနှောဝင်ဆန်သွားပြီးအတူတူအမဲလိုက်ပါတော့တဲ့အဖိုးအိုလည်းဘက်အမဲလိုက်ရကနေပြန်လာတိုင်းတားကောင်ရဲ့တစ်စိတ်တစ်ပိုင်းကိုယူလာပြီးတက်တာကြောင့်နေတိုင်းအစားတော့ဝါလင်းလင်းစားရပါတယ်ဒါပေမဲ့ဒါကိုကြည့်ပြီးအဖိုးအိုကတခုခုထူးခြားနေပြီဆိုတာရိပ်မိလာတယ်ဘက်တယောက်ဝင်ပလွေအုပ်စုနဲ့အဆင်ပြေပြေနေနိုင်တာကိုမြင်တော့တော်ရိုင်းတဘာဝဟာတာဘက်ရဲ့တကယ်အိမ်စစ်အမှန်ဖြစ်တယ်ဆိုတာသူနားလည်သွားပြီးထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်မသွားခင်မှာသူရှာထားတဲ့ရွှေအများစုကိုမြစ်ထဲပြန်ပစ်ချခဲ့ပြီးလမ်းစေးလောက်ပဲခြံထားခဲ့ပါတယ်ထို့နောက်ဘက်ကိုလေးလေးနက်နက်နှုတ်ဆက်ပြီးဒီမှာပဲနေခဲ့ဖို့ထပ်ပြီးတိုက်တွန်းခဲ့ပါတယ်ဖိုးအိုမထွက်ခွာခင်ညမှာတင်မဲ့ရွှေတွေကိုမျက်စိကျနေတဲ့တကူတယောက်ရုတ်တရက်ရောက်လာပြီးရွှေတွေကိုခိုးယူပါတော့တယ်အဖိုးအိုနဲ့လုံးထွေးတက်ပုံရင်တကူကအဖိုးအိုကိုတနက်နဲ့ပြစ်လိုက်ပါတယ်ဒဏ်ရာရသွားတဲ့အဖိုးအိုကိုတကူကအသက်ပြည့်ရှင်မှုတနက်နဲ့ထက်ချင်တဲ့အချိန်မှာပဲဘက်ရုတ်တရက်ရောက်လာပြီးအပေါ်ကနေခေါ်အုပ်ကတကူကိုတောက်တောင်နေတဲ့မိဘုံနဲ့တွန်းချလိုက်ပါတော့တယ်တဲအိမ်လေးကလည်းဝုန်းကနေပြူကျသွားပြီးတကူဟာလည်းသူပြုတ်လက်မကောင်းမှုအတွက်ချက်ချင်းဝစ်လဲသွားခဲ့ရပါတယ်ဒါပေမဲ့အဖိုးအိုရဲ့ဒဏ်ရာကပြင်းထန်လွန်းလာပါတယ်ဘက်ကအဖိုးအိုကိုသူ့ကြောပေါ်မှာမိထားစီပြီးမခွဲမခွာပဲဘေးကနေတိတ်တဆိတ်အဖော်ပြုတ်ပေးခဲ့ပါတယ်မကြခင်မှာပဲဘက်ခါဝန်ပလွေအုပ်စုရဲ့ခေါင်းဆောင်တစ်ဖြစ်လာခဲ့ပြီးမျိုးဆက်တစ်တွေကိုပြိုးထောင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့သူဟာအုပ်စုကိုဦးဆောင်ပြီးအဲ့ဒီတဲအိမ်ဟောင်းလေးနာကနေဖြတ်သွားတိုင်းခြေလမ်းတွေကိုနှိကွေးသွားမိတတ်ပါတယ်သူ့ပေါ်အမြဲတမ်းနုညံ့ပျော်ပြောင်းပြီးကျင်နာခဲ့တဲ့အဖိုးအိုကြီးဟာထာဝရအတွက်တက်ကွယ်သွားခဲ့ပြီဆိုတာသူသိနေပေမဲ့လည်းပေါ့ဗျာ